Bismillahirrahmanirrahim ချစ်စွာသောမိတ်ဆွေများခင်ဗျာဒီနေ့ရဲ့အလာဆူဘာနာဝါတာလာချီးမြှင့်မှုနဲ့တင်ဆက်မှုမှာရာမဒန်လမြတ်မှာဆွေရန်ဥပုပ်ကိုစောင့်တည်ဖို့အတွက်အလာဆူဘာနာဝါတာလာပြဋ္ဌာန်းထားခြင်းမှာရည်ရွယ်ချက်တွေရှိတယ်ပန်းတိုင်တွေရှိတယ်အလာဆူဘာနာဝါတာလာရဲ့လူသားတွေကိုလေ့ကျင့်စေခြင်းတဲ့အချက်တွေရှိတယ်ထိုနည်းတူသောရာမဒန်လမြတ်ရဲ့အနှစ်သာရတွေရှိတယ်အဲ့ဒီအတိုင်းပဲရာမဒန်လမြတ်ကနေပြီးတော့လူသားတွေကိုပေးတဲ့သတင်းစကားရှိတယ်ရာမဒန်လမြတ်ကလူသားတွေကိုပို့ပေးစေခြင်းနဲ့လေ့ကျင့်ပေးမှုပိုင်ဆိုင်စေခြင်းနဲ့အရေးချင်းတွေရှိတယ်အဲ့ဒီအကြောင်းတွေကိုဒီနေ့ရဲ့တင်ဆက်မှုမှာအလာရှိမြတ်ချီးမြှင့်မှုနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်وتأتي الإشارة الثالثة لتفيدنا أن الغاية من الصوم هي تقوى الله ဖော်ပြပါအာယတ်တော်မှာအလ္လာဟ် Subhanahu wa Ta'ala ကညွန်ပြချက်အနေနဲ့တတရားမြောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဆွေယံဥပုပ်ကိုအလ္လာဟ် Subhanahu wa Ta'ala ပြဋ္ဌာန်းခြင်းရည်ရွယ်ချက်ကtaqwa Allah အလ္လာဟ်ရှိမြတ်ရဲ့ taqwa တရားဖြစ်တယ်ဒီလိုဆိုလို့ရှိရင်အလ္လာဟ် Subhanahu wa Ta'ala လိုလားတဲ့ taqwa တရားဆိုတာကဘာကိုခေါ်တယ်လဲبمعنى مراقبة الله تعالى في كل صغيرة وكبيرة ومحاسبة النفس وحبسها عن الشر وإطلاق عنانها في الخير taqwa တရားနဲ့ပတ်သက်ပြီးတော့ဆိုလိုတဲ့အချက်ကဒီနေရာမှာအချက်၃ချက်ကိုအတူတူတွေ့ရတယ်နံပါတ်၁ချက်ကပါလဲ muraqabatullah လူတစ်ယောက်ကမိမိရဲ့သေးငယ်တဲ့ကိစ္စတွေဖြစ်ပါစေကြီးမားတဲ့ကိစ္စတွေဖြစ်ပါစေကိစ္စတိုင်းမှာအလ္လာဟ် Subhanahu wa Ta'ala ကစောင့်ကြည့်နေပါတယ်ဆိုတဲ့အသည့်နဲ့မိမိကိုယ်ကိုဆင်ခြင်ခြင်းဝမူဟာဆဘတ်နဖ်စီဝဟဘ်စီဟာအန်ရှရ်စိတ်နှလုံးသားကိုအမြဲတမ်းဆန်းစစ်နေခြင်းဆန်းစစ်ပြီးတဲ့အခါမှာမလျော်ကန်တဲ့မသင့်တော်တဲ့အရာတွေကနေမကောင်းမှုဒုစရိုက်တွေကနေပြီးတော့မိမိရဲ့စိတ်ကိုထိန်းချုပ်ထားခြင်းနောက်တစ်ချက်ကကောင်းမှုကောင်းရာတွေနဲ့ပတ်သက်ပြီးတော့မြင်းစည်းလူတစ်ယောက်ကမြင်းဆက်ကြိုးဖွင့်ထုတ်ပြီးတော့သူ့ကိုတခါတဲ့စိတ်လွတ်ကိုလို့ပြေးခွင့်ပေးလိုက်တယ်လို့မျိုးကောင်းမှုကောင်းရာနဲ့ပတ်သက်ပြီးတော့အလ္လာဟ် Subhanahu wa Ta'ala နှစ်သက်တဲ့ကောင်းခြင်းဟူသည်နဲ့ပတ်သက်ပြီးတော့စိတ်လွတ်ကိုလို့လွတ်ထုတ်ပေးပြီးတော့အဲ့ဒီကောင်းမှုကောင်းရာတွေကိုအပြိုင်အဆိုင်အားတက်တရောပြုလုပ်စေခြင်းတွေထဲမှာတကွာတရားပါဝင်ပါတယ်နောက်တစ်ခုကကြတော့ဒီရာမဒန်လမြတ်မှာရှိတဲ့ဆွေယံဥပုပ်နဲ့ပတ်သက်ပြီးတော့အင်မတန်သတိထားရမယ့်အချက်တစ်ချက်ရှိတယ်ومما يجب التنبه له في أمر الصوم هو أن كثيرين يخيل إليهم أن الصوم يكفي فيه الامتناع عن الطعام والشراب وما إليهما من دعوات الغرائز والشهوات وهذا ليس بصحيح رمضان لم يسيام أبونا بدأ ألون ذريت هامي ذريب يوامي أشت تشيره أدي أشكا بالسرو များစွာသောမိတ်ဆွေများစွာသောလူများကဆွေယံဥပုပ်နဲ့ပတ်သက်ပြီးတော့ဘလိုမျိုးမှတ်ယူထားကြလဲဆိုတော့စားခြင်းတောက်ခြင်းကနေပြီးတော့မိမိကိုရှောင်ကျဉ်လိုက်ခြင်းအဲ့ဒီတိုင်းပဲစိတ်အာရုံခံစားမှုရဲ့စိတ်စော်ချက်တွေနဲ့တတ်မှတ်စိတ်တွေကနေပြီးတော့ကိလေသာတတ်မှတ်စိတ်တွေကနေပြီးတော့မိမိကိုရှောင်ကျဉ်လိုက်ခြင်းကဆွေယံဥပုပ်အတွက်လုံလောက်ပါတယ်ဆိုပြီးတော့မှတ်ယူထားကြတယ်တကယ်တော့ဒီအချက်ကမမှန်ကန်ဘူးဒီအချက်ကမပြည့်စုံဘူးဘာကြောင့်လဲဆိုတော့ لأن هذا النوع من الصيام هو صوم المعدة ဘာကြောင့်လဲဆိုတော့စားခြင်းတောက်ခြင်းကနေပြီးတော့မိမိကိုရှောင်ကျဉ်လိုက်ခြင်းကဒီဆွေယံဥပုပ်ဒီအစာအိမ်ရဲ့ဆွေယံဥပုပ်သားလေးဖြစ်တယ်ဆွေယံဥပုပ်ရဲ့ပြည့်ဝတဲ့အဓိပ္ပာယ်မဟုတ်ဘူးစားခြင်းတောက်ခြင်းကိုရှောင်ကျဉ်မယ်ဆိုရင်ဒါကအစာအိမ်ရဲ့ဥပုပ်ပဲရှိသေးတယ်ကျန်တဲ့အစိတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်မလဲوهو أحد أنواع الصيام التي تتعدد بتعدد جوارح الإنسان فللعين صوم وللسان صوم ولليد صوم وكلها أنواع من الصيام والإمساك والامتناع لا مفر منها لتدريب المسلم على الكف عن محارم الله ချစ်စွာသောမိတ်ဆွေများခင်ဗျာစားခြင်းနဲ့တောက်ခြင်းကိုရှောင်ကျဉ်တာကအစာအိမ်ရဲ့ဆွေယံဥပုပ်ဖြစ်သေးတယ်လူသားရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အမျိုးအစားအမျိုးမျိုးသောခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက်လည်းတီးတန်းသည့်ဆွေယံဥပုပ်တွေရှိပါသေးတယ်မျက်လုံးအတွက်ဆွေယံဥပုပ်ကရှိသလိုနှုတ်ရှာအတွက်လည်းဆွေယံဥပုပ်ကရှိတယ်ထိုနည်း၎င်းပဲလက်အတွက်လည်းဆွေယံဥပုပ်ကရှိတယ်ဒါကြောင့်မို့လို့
ဆွေယံဥပုပ်ဆိုတာကအလာဆူဘာနာဝါတာလာတားမြစ်ထားတဲ့အရာဟူသည်၍ကနေပြီးတော့မွတ်စလင်တယောက်ကရှောင်ကျဉ်ဖို့အတွက်ကြိုးစားအားထုတ်ခြင်းအလာဆူဘာနာဝါတာလာမနစ်သက်တဲ့အရာဟူသည်၍ကနေပြီးတော့မွတ်စလင်တယောက်ကမိမိကိုယ်ကိုတားမြစ်ဖို့အတွက်ကြိုးစားအားထုတ်ခြင်းမိမိကိုယ်ကိုထိမ့်သိမ်းခြင်းဟူသည်၍တို့သည်ဒီဆွေယံကနေပြီးတော့လုပ်ကိုလုပ်ရမယ်မဖြစ်မနေလုပ်ကိုလုပ်ရမယ်အချက်တွေထဲမှာပါတယ်ဒီလိုဆိုလို့ရှိရင်လူတယောက်ကဆွေယံမလုပ်တယ်ဆိုတဲ့ခါကျရင်ဘလို့အရာတွေပါလဲဆိုတော့အလာဆူဘာနာဝါတာလာတားမြစ်ထားတဲ့အရာတွေကိုပါရှောင်ကျဉ်ခြင်းမှာပါတယ်အစာအိမ်ရဲ့ဆွေယံတစ်ခုတည်းနဲ့မလုံလောက်ဘူးအလာရှင်တားမြစ်ထားတဲ့အခြားအရာတွေရှိသေးတယ်အဲ့ဒီအရာတွေကပါလဲမင်နဇရတ်အအာသီမာမလျော်ကန်တဲ့အကြည့်ကနေပြီးတော့မိမိကိုစင်ချင်ခြင်းရှောင်ကျဉ်ခြင်းအဲ့ဒါလည်းပါတယ်ဝတ်စတီဂျာဘတ်လ်ကဇစ်လိန်ညာချင်းတစ်ခုတည်းမဟုတ်ဘဲနဲ့လိန်ညာချင်းကိုတာမန်ကိစ္စလို့ယူဆခြင်းလိန်ညာပြောဆိုခြင်းမူသားပြောခြင်းကိုဒါကတော့ပြုပန်တဲ့ကိစ္စပါဆိုပြီးတော့မှတ်ယူထားတာကအဲ့ဒီဟာတွေကနေပါရှောင်ကျဉ်ခြင်းဝကောလီဇူရ်မူသားစကားထွက်ဆိုခြင်းမူသားစကားပြောခြင်းကနေတော့မိမိကိုရှောင်ကျဉ်ခြင်းဝတ်ဆုခရီယတီမင်နန်နတ်လူတွေကိုသေးတိမ်စွာအထင်သေးအမြင်စေသေးတိမ်စွာဆက်ဆံခြင်းဝဆမာအလ်ဂီဘတီဝန်နမီမာထိုနည်းတူစွာအတင်းဖြင်းနားထောင်ခြင်းဂုံချောဂုံတိုက်စကားတွေကိုနားထောင်ခြင်းဝတရဝီဂျီလ်အကာဒီဘီဝလ်အရာဂျီဖ်ထိုနည်းတူစွာမူသားတွေကိုဖြန့်ချီခြင်းကောလာဟာလာတွေကိုဖြန့်ဖြူးခြင်းဒီအချက်တွေအကုန်လုံးကနေပြီးတော့လဲမိမိကိုရှောင်ကျဉ်ခြင်းသည်ဆွေယံဥပုဒ်ထဲမှာပါဝင်တယ်ထိုနည်းတူစွာဝအီဇာအလ်အာခရဘီလ်လီဆန်အဝလ်ယဒ်မိမိရဲ့နှုတ်ရှာဖြင့်တပါးသူကိုဒုက္ခရောက်စေခြင်းမိမိရဲ့လက်ဖြင့်တပါးသူကိုဒုက္ခရောက်စေခြင်းဒါတွေအကုန်လုံးကဆွေယံထဲမှာပါဝင်တယ်قال صلى الله عليه وسلم المسلم من سلم الناس من لسانه ويده တမန်တော်မြတ်မုဟမ္မဒ်မုစတာဖာဆလလာဟူအလိုင်ဝါဆလမ်ကအမိန့်ရှိတယ်စစ်မှန်တဲ့မွတ်စလင်ဆိုတာကဘယ်လိုလူကိုခေါ်တယ်လဲဆိုတော့လူတွေအကုန်လုံးကသူ့ရဲ့နှုတ်ရဲ့ဒုက္ခပေးမှုကြောင့်ဖြစ်စေသူ့ရဲ့လက်ရဲ့ဒုက္ခပေးမှုကြောင့်ဖြစ်စေလူတွေကလုံခြုံစိတ်ချနေရမယ်အဲ့လိုမျိုးလူကတာလင်းစစ်မှန်တဲ့မွတ်စလင်ဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်ဆလလာဟူအလိုင်ဝါဆလမ်ကအမိန့်ရှိတယ်ဆိုတော့ဒီနေရာမှာနောက်ထပ်အချက်တစ်ခုကဘာလဲဆိုတော့وإن من أدل الدلائل على أن معنى الصوم في الإسلام أوسع وأشمل بكثير من معنى الامتناع عن الطعام والشراب အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်းပဲအစ္စလာမ်မှာရှိနေတဲ့ဆွေယာမြတ်အဓိပ္ပာယ်ကအစာအိမ်ရဲ့ဥပုပ်ထက်ပိုပြီးတော့ကျယ်ပြန့်တယ်စားခြင်းတောက်ခြင်းကိုရှောင်ကျဉ်လိုက်တာကဒါကအစာအိမ်ရဲ့ဥပုပ်အဆင့်ပဲရှိသေးတယ်အစ္စလာမ်ကလိုလားတဲ့အစ္စလာမ်ရဲ့အနှစ်သာရတစ်ခုအဖြစ်ပြဋ္ဌာန်းထားတဲ့ဆွေယံဥပုပ်ဆိုတာကဒီတက်ကိုပို့ပြီးတော့ပြည့်စုံတယ်ပို့ပြီးတော့ကျယ်ပြန့်တယ်အစာအိမ်ဆွေယံတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုအထင်ရှားဆုံးနဲ့အခိုင်အလုံဆုံးသောဟာဒီသ်ကဘာလဲဆိုတော့တမန်တော်မြတ်မုဟမ္မဒ်မုစတာဖာဆလလာဟူအလိုင်ဝါဆလမ်ကအမိန့်ရှိတယ်တမန်တော်ဆလဆန်ဘာအမိန့်ရှိလဲဆိုတော့من لم يدع قول الزور والعمل به والجهل فليس لله حاجة في أن يدع طعامه وشرابه တမန်မြတ်ဆလလာဟူအလိုင်ဝါဆလမ်ကဘာအမိန့်ရှိလဲဆိုတော့လူတစ်ယောက်ကမူသားစကားပြောဆိုခြင်းကိုမစွန့်လို့ဘူး والعمل به အဲ့ဒီမူသားတွေလိမ်လည်ပြောဆိုချက်တွေအပေါ်မှာကိုလက်တွေ့ကြလှုပ်ဆောင်တယ် والجهلအဲ့ဒီအတိုင်းပဲအဲ့လူသားကတပါးသူနဲ့ပတ်သက်ပြီးတော့ဟလာကြမ်းတမ်းခြင်းတပါးသူကိုဒုက္ခဖြစ်စေခြင်းမယူရဲဆံကိုပြုလုပ်ခြင်းကိုလုပ်မယ်ဆိုရင်တဲ့ فليس لله حاجة في أن يدع طعامه وشرابه သူဆွေယံဥပုပ်စောက်တည်ဖို့အတွက်အစာကိုစွန့်လွတ်ခြင်းဟလာမစားဘဲနေခြင်းမတောက်ဘဲနေခြင်းတွေကတဲ့အလ္လာဟ်ဆုဘဟာနာဝါတအာလာနှစ်သက်မြတ်နိုးတဲ့အရာတွေဟုတ်မနေတော့ဘူးတဲ့وأيضا قوله صلى الله عليه وسلم رب صائم حظه من صيامه الجوع والعطش နောက်တစ်ခုဘာမှရှိလဲဆိုတော့တချို့တော့ဆွေယံဥပုပ်စောက်တယ်လူတွေရှိကြတယ်သူတို့ရဲ့ဆွေယံဥပုပ်မှာသူတို့ရရှိလိုက်တဲ့ဝေစုကဘာလဲဆိုတော့အစာအငတ်ခံခြင်းနဲ့ရေအငတ်ခံခြင်းပဲသူတို့မှာရှိခဲ့တယ်သူတို့ရဲ့ဆွေယံကသူတို့အကျိုးမပေးဘာကြောင့်လဲဆိုတော့ဖော်ပြပါအစာအိမ်ဥပုပ်တစ်ခုတည်းကိုပဲဥတီတာမဟုတ်ဘဲနဲ့အခြားသောဆွေယံဥပုပ်ရဲ့ပြည့်စုံတဲ့တခါလေလွှမ်းခြုံမှုရှိတဲ့ပြည့်စုံတဲ့ဆွေယံဥပုပ်ကို
စောက်ဒီမှသာလျင်အလာဆုဘာနာဝါတာလာလိုလားတဲ့အစ္စလာမ်ရဲ့ဥပုဖြစ်တော်မယ်ဒါကြောင့်မလို့ချစ်စွာသောမိတ်ဆွေများခင်ဗျာနောက်ဆုံးရမာဒန်လမြတ်ရဲ့ဖယ်ဆဖတ်ရမာဒန်ရမာဒန်ကပေးတဲ့သတင်းစကားနဲ့ရမာဒန်ကပေးတဲ့အနှစ်သာရနဲ့ရမာဒန်ကပေးတဲ့အတွေ့အခေါ်ကဘာလဲဆိုတော့ إن فلسفة رمضان هي التدريب على ملكة الاعتلاء ရမာဒန်ကပေးတဲ့သတင်းစကားကဘာလဲဆိုတော့လူတယောက်ကမြင့်မားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်တဲ့စွမ်းရည်တွေရလာအောင်မိမိကိုစူးစမ်းအထောက်ခြင်းဝလ်ရတီဖာမြင့်မားတဲ့အဆင့်အတန်းတွေကိုပိုင်ဆိုင်ဖို့အတွက်စူးစမ်းအထောက်တဲ့လူတယောက်ဖြစ်ဖို့အတွက်လူတွေကိုသတင်းစကားပေးခြင်းဝလ်စတစ်ဂနာလူတယောက်ကတပါးအခြားသောသူတွေကိုမမီခိုဘဲနဲ့မိမိကိုယ်ကိုကုံလုံးစူးစမ်းပြီးတော့မိမိကိုယ်ကိုရက်တီနိုင်အောင်စူးစမ်းနိုင်တဲ့စွမ်းရည်တွေပိုင်ဆိုင်ဖို့အတွက်လေ့ကျင့်လာခြင်းဝလမ်တီနာကီလ်ဝမ်တီလာကီလ်အီရာဒါအဲ့ဒီအတိုင်းပဲဆုံးဖြတ်ခိုင်မာတဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့တန်ဒိတ်တန်ခိုင်မာတဲ့ရည်ရွယ်ချက်တွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်မိမိကိုယ်ကိုစူးစမ်းခြင်းဝလ်ကုဒရတီအလာတာရ်အရာတစ်ခုကဆွတ်လွတ်ရမယ်အရာတစ်ခုကပြစ်ပယ်ရမယ်အရာတစ်ခုကရှောင်ကျဉ်ဖို့လိုအပ်တယ်ဆိုတဲ့အခါကျရင်အဲ့ဒီအရာကိုဆွတ်လွတ်ဖို့အတွက်အဲ့ဒီအရာကိုရှောင်ကျဉ်ဖို့တဲ့စွမ်းအင်တွေပိုင်ဆိုင်လာဖို့အတွက်လူတစ်ယောက်ကစူးစမ်းခြင်းဝတ်တဟရရမင်အဘူဒီယတ်ရှိုင်တောန်အဲ့ဒီအတိုင်းပဲရှိုင်တန်ရဲ့ကျွန်ပြုခြင်းကနေပြီးတော့မိမိကိုယ်ကိုလွတ်မြောက်အောင်စူးစမ်းအားထုတ်တဲ့အရေးချင်းတွေပိုင်ဆိုင်လာခြင်းဝန်နဖ်စီဝလ်ဟဝါဝလ်ဖူဂျူရ်ထိုနည်းတူစွာစိတ်နဲ့တတ်မှတ်မှုတွေလိုချင်စိတ်တွေပြစ်မှုကျူးလွန်စိတ်တွေအဲ့ဒီအရာတွေရဲ့ကြုံပြုမှုကနေမိမိကိုယ်ကိုရှောင်ကျဉ်ခြင်းအင်နဟာတကွလ္လာဟီဖီဆရ်ဝလ်အလန်ဒါကြောင့်မို့လို့အချုပ်ပြောရမယ်ဆိုတဲ့အခါကျရင်ရမဒန်လမြတ်ရဲ့လူတွေကိုပေးစွမ်းတဲ့သတင်းစကားကဘာလဲဆိုတော့စိတ်ကြွယ်ရမှာဖြစ်ပါစေလူရှိသူရှိမှဖြစ်နေပါစေအလာဆုဘာနာဝါတာလာရဲ့တက္ကဝါတရားကိုကြိုးစားအားထုတ်ပြီးတော့တက္ကဝါတရားရဲ့စွမ်းရည်တွေပိုင်ဆိုင်မှုကြိုးစားအားထုတ်တဲ့လူတက္ကဝါတရားရဲ့ပိုင်ရှင်တွေဖြစ်လာဖို့အတွက်ပေးလိုက်တဲ့သတင်းစကားသည်ဒါကရမဒန်လမြတ်ရဲ့အနှစ်သာရဖြစ်ပါတယ်ချစ်စွာသောမိတ်ဆွေများခင်ဗျာဒီနေ့ရဲ့တင်ပြမှုကိုဒီများနဲ့ပဲရနာပါရစေအင်ရှာအလ္လာဟ်နောက်တဲ့ဟလကာတွေမှာလည်းအလာဆုဘာနာဝါတာလာရဲ့ဖတ်ဒ်လုကရမ်နဲ့ပြန်ပြီးတော့စုံတွေ့ပါအောင်မယ်အင်ရှာအလ္လာဟ်မိတ်ဆွေများကျွန်တော်များအားလုံးကိုအလာဆုဘာနာဝါတာလာရမဒန်လမြတ်ရဲ့အနှစ်သာရတွေကိုပြည့်စုံစွာကုံလုံးပြည့်စုံစွာထားရှိနိုင်တဲ့စောင့်တည်နေတဲ့တောဖီးများအလာချင်းချီးမြှင့်တော်မူပါစေမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝမှာအလာဆုဘာနာဝါတာလာနှစ်သက်တဲ့ပုံတရနဲ့အညီနေထိုင်သွားနိုင်စွမ်းထိုနည်းတူစွာရမဒန်ကပေးစွမ်းလိုက်တဲ့သတင်းစကားအတိုင်းစောင့်တည်သွားနိုင်စွမ်းအလာဆုဘာနာဝါတာလာအပြည့်အဝချီးမြှင့်တော်မူပါစေوآخر دعوانا أن الحمد لله رب العالمين